ပြိုင်ပွဲဝင်တွေတရားဝင်စတင်ပြီးတော့ရှောက်လန်းมาတော့မယ်ပထမဆုံးအနေနဲ့Year 3မှာအမမေသူမောင်ကဘလို့မိမိုက်တဲ့ fashion မျိုးနဲ့ရောက်လာမလဲဆိုတာအားလုံးပဲရှူစားလိုက်ရအောင်ခင်ဗျာအမမေသူမောင်ကိုပုတ်ပေးခြင်းနဲ့ဆိုရင်တော့ channel တွေကဖန်တီးထားတဲ့ဘူးမှာပုတ်ပေးလို့ရမှာဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးနောက်ဆုံးအနေနဲ့ကျွန်တော်တို့ရဲ့နောက်ထပ်အလားဆုံးတွေကအလားဆုံးတစ်ယောက်ဖြစ်ပါတယ်ဆိုတော့ဒီမမကိုလည်းတစ်ချက်မေးခွန်းပြပါခင်ဗျာမမအနေနဲ့ဘာကြောင့်ဒီလို fashion ပုံစံမျိုးနဲ့ဒီပြိုင်ပွဲကို join မယ်လို့စိတ်ကူးရခဲ့ရလဲမသိဘူးညာလမ်းလျှောက်ရတာကိုလည်းသဘောကျတယ်ပြီးတော့ performance လုပ်ပြချင်လို့ပေါ့နော်အဲ့အပြင်ကိုဒီနေ့ရဲ့ theme ဖြစ်တဲ့ Hawaii theme နဲ့လိုက်အောင်လို့ဝင်လာခဲ့ရပါကဲပါခင်ဗျာအဲဒါဆိုရင်တော့ပြိုင်ပွဲဝင်နေနေတဲ့မိမိတို့ရဲ့ contestant နံပါတ်၄တွေကိုသင်္ကေတလေးနဲ့ပြိသက်များသိသွားအောင်ပြလိုက်ကြအောင်ခင်ဗျာ